မင်္ဂလာပါရှင်။နွေဦးသတင်းချန်နယ်နောက်ဆုံးရသတင်းကိုတင်ဆက်ပေးပါမယ်။ဖာပုံခိုင်ကိုစစ်ကိုလာကြရဲရင်ကို KNL ပူပေါင်းတပ်တွေကတိုက်ခိုက်မှုခိတပြောမှုဒုဗိုလ်မှူးကြီးအောင်မြတ်မောပါဝင်ရရှိတဲ့စစ်သည်15အောက်သိဆုံးတောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကရရှိစစ်သည်100နီးပါးစစ်ကန်နေအောင် KNB နဲ့ဖာပုံခိုင်ပေါ်ဆဲကိုစကန်ကိုစစ်ကိုလာကြရဲရင်ကို KNL ပူပေါင်းတပ်တွေကတိုက်ခိုက်ခဲ့ရခိတပြောမှုဒုတိယဗိုလ်မှူးကြီးအောင်မြတ်မောပါဝင်15အောက်သိဆုံးသောကြောင့်နေပြည်တော်စစ်တပ်သတင်းမြစ်နဲ့ CDM ဗိုလ်ကြီးစင်အောင်ကပြောတယ်။နိုဝင်ဘာ27ရက်နေ့ကင်းပြည်နယ်ဖာပုံခိုင်မှာစစ်စင်ရေးတွေကြီးကြပ်ကွက်ကဲမဲ့ခိတပြောမှုဒုတိယဗိုလ်မှူးကြီးအောင်မြတ်မောအပါအဝင်စစ်ကူတွေကို MI70 ရဟိန်နဲ့လာရောက်ချထားစဉ် KNL နဲ့ PDF ပူပေါင်းတပ်တွေသတင်းရတိုက်ခိုက်ရမှာဒုတိယဗိုလ်မှူးကြီးအောင်မြတ်မောအပါအဝင်15ဦးသေဆုံးခဲ့ကြောင်းရင်းနောက်တခြားရဟိန်တစည်းနဲ့ဒုတိယဗိုလ်မှူးကြီးအောင်မြတ်မောရဲ့အလောင်းပါဝင်ရရှိတဲ့အလောင်းတွေကိုတောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုပြန်လည်တည်ယူသွားခဲ့ပါတယ်။စီဒီအမ်ဗိုလ်ကြီးစင်ကလည်းတောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကနေ A1 ဒုတိယဗိုလ်မှူးကြီးအောင်မြတ်မိုးနဲ့အဖွဲ့ရဟတ်ရင်ပေါ်ကချပြီးတိုက်ခိုက်ခဲ့မှုကြောင့်စစ်ရာရှိကြီးအရာရှိငယ်နဲ့စစ်သည်စုစုပေါင်း15ဦးသေဆုံးကြောင်းတည်ပြုပြောဆိုတယ်။စစ်တောင်းမြေရှိဘက်ကျန်အဓိကကြောက်ကြီးနယ်မြေတွေကိုအဓိကရွေးကောက်ပွဲလုပ်ချင်တော့တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ရုံးက A1 နေ2-1နေပါလှည့်ကျစစ်စင်ရေးထွက်ရတဲ့အချိန်မှာ A1 အောင်မြတ်မိုးတို့ဘက်ကစစ်ကူလိုက်သွားရတယ်ပို့တာလည်းရဟတ်ရင်နဲ့ပို့တာသေးကြတယ်။အဲဒီမှာတိုက်ခိုက်ခံရပြီးတော့2ပေါင်း73 on the spot အားလုံးပေါင်း15ယောက်ကြားတယ်။စေမှုတယောက်လည်းကြားတယ်။တိုင်ယုံစုပေါင်းယုံဆက်ပေါင်းဖွဲ့လို့သိရပါတယ်။ KNU ဘက်ကလည်းသတင်းတီးကြရပြီးတော့စောင့်ကြိုတိုက်ခိုက်တဲ့အနေထားရှော့တိုက်တုံးနဲ့ဖြစ်တယ်လို့တော်တော်များများပြောကြပါတယ်။ဒုတိယဗိုလ်မှူးကြီးအောင်မြတ်မိုးနဲ့အဖွဲ့စစ်ကူဖြစ်ရဟတ်ရင်နဲ့တွားရောက်ပို့ဆောင်တဲ့သတင်းပေါက်ကြပြီးတိုက်ခိုက်ခံရပြီးကြဆုံသွားတဲ့ဖြစ်စဉ်ပေါ်တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှာဆုံခုံဖွဲ့ပြီးစစ်ဆေးလျက်ရှိပြီးတာယုံကနေအရာရှိစစ်သည်နဲ့မိသားစုဝင်အနည်းဆုံး100နီးပါးရဲ့ဖုန်းတွေကိုစစ်တပ်ကစစ်ဆေးလျက်ရှိကြောင်းသိရပါတယ်။သတင်းပေါက်ကြလို့တော့တိုက်ခိုက်ခံရတာတော့ပေါ်ပေါက်တယ်။ဘယ်ကသတင်းပေါက်လဲဆိုတာကိုတော့လိုက်နေကြပါတယ်။အခုသိရသလောက်တာယုံကအရာရှိစစ်သည်နဲ့မိသားစုဝင်100လောက်ရဲ့ဖုန်းတွေကိုဆရာဖကယူပြီးစစ်နေဖမ်းဆီးတာမျိုးမဟုတ်ဘူး။ဖုန်းတွေကိုသိမ်းပြီးစစ်နေရလို့နေပြီးတော့စစ်တပ်သတင်းမြစ်ကရှင်းပြပါတယ်။ဆလဘီဖြူမြို့နယ်မှာကင်းပန်ထွက်လာစစ်သားတွေကိုတိုက်ခိုက်မှု3သေဆုံးပြီးတနက်နဲ့ခဲအများသိမ်းစီရရှိပဲခူးတိုင်းဖြူမြို့နယ်ဇေယျဝတီမြို့မှာကင်းပန်ထွက်လာအကြံဖက်စစ်သားတွေကိုတိုက်ခိုက်ရ3သေဆုံးပြီးတနက်နဲ့ခဲအနေသိမ်းစီရရှိကြောင်းဖြူတောင်ရှိ People Defense Organization ဖြူမြို့နယ်ပါကဖတာဝန်ရှိသူကပြောတယ်ဒီဇင်ဘာ4ရက်နေ့မနက်10:30မိနစ်ခန့်မှာဇေယျဝတီမြို့ကြက်ကွင်းကျေးရွာဘက်ကိုကင်းလဲထွက်လာတဲ့ဖြူမြို့နယ်ဘက်ကဖမှာရဲဘော်တွေနဲ့စားကုန်းရွာစစ်တပ်ဘက်ကင်းလဲထွက်လာတဲ့စစ်သားတွေတက်ကွင်းတာတိုင်းဒီမှာတိုက်ပွဲဖြစ်ပွားခဲ့တဲ့ထိုထိတဲ့တိုက်ပွဲကမိနစ်30ခန့်မှကြာမြင့်ခဲ့ပြီးစစ်သားတအုပ်သေးဆောင်ကကြီးတင်တဲ့မြင့်ကြီးဆိုတဲ့စစ်သားနှုတ်ကိုရှင်ဖမ်းမိခဲ့ကြောင်းထို့သောရှင်ဖမ်းမိခဲ့တဲ့စစ်သားနှုတ်ကိုဖြူမြို့နယ်ဘက်ကဖတက်ဆွမှုကစစ်စစ်မြင့်မြတ်စေတနက်လူပြီးထွက်ပြေးလှုပ်ဆောင်ခဲ့ကြောင်းပြစ်ခဲ့အနှုံးလုံးသေးဆောင်ခဲ့ပါတယ်ကြည်တင်ဆိုရဲသူကဖြူမြို့နယ်ခမာ306တိုင်ကပင်စင်ယူထားတဲ့တက်ချက်ကြီးဖြစ်ပြီးဂျမ်ဖက်စစ်တပ်ကအာဏာသိမ်းချိန်မှာဖြူမြို့နယ်အတွင်းရှိတကွန်တိုင်ဂိတ်နဲ့စားကွန်ဂိတ်တွေမှာအဖွဲ့ကောင်းဆောင်ဖြစ်တောင်းယူထားပြီးပြည်သူတွေကိုနှီးမျိုးစုံနဲ့နှိမ့်ဆက်နေသူဖြစ်ပါတယ်ထို့အပြင်တိုက်ပွဲအတွင်းဂျမ်ဖက်စစ်သားတွေထံမှ G3 တနက်တက်လက် G4 တနက်တက်လက် G ပေါင်း5ပေါင်းနဲ့ G15 တောင်းတို့ကိုသိမ်းဆည်းရရှိကတော်လိုင်းရဲဘော်တွေထိခိုက်မရှိပြန်လဲဆုံးခနိုင်ခဲ့ပါတယ်။နှစ်ဦးလုံးတူတူထွက်ပြေးတာကြည်တင်ကကောင်းဆောင်တော်ဆိုတဲ့နှစ်ဦးလုံးပြစ်ခတ်ရှင်းလင်းခဲ့တာပါ။ခေါင်းကောက်မှုမမေးနေရကိုမတင်မှတ်ပဲတနက်လူယူထွက်ပြေးလို့ဘေးကရဲဘော်တွေကပြစ်လိုက်ရလို့ဖြူတောင်းရွှေ People Defense Organization ဖြူမြို့နယ်ဘက်ကဖတာဝန်ရှိသူကပြောပါတယ်။ဆလဘီမွန်ပြည်နယ်မှာပြည်သူ့စစ်ဖွဲ့တွေရဲ့နိုင်ကျင်းပေါ်ကြောင်းပုံမှုဆိုရလာမွန်ပြည်နယ်မှာအာဏာသိမ်းစစ်ကော်မရှင်လက်အောက်ခံပြည်သူ့စစ်တပ်ဖွဲ့ဒေသခေါ်ပြူစာတေဟာပြည်သူတွေပေါ်နိုင်ကျင်းပေါ်ကြောင်းမှုတစ်နေ့ထက်တစ်နေ့ပုံမှုဆိုရလာလူဒေသခံတွေကပြောတယ်။စစ်ကော်မရှင်လက်အောက်ခံပြူစာတေဟာသူတို့ရဲ့စစ်ဝတ်ဆောင်ယူနီဖောင်းဝတ်ပြီးဒေသခံတွေကိုလက်နက်ပြချိန်ချောင်းတောင်းဆဲဆိုချိန်မုံနာပြင်ကိုတိလျရိုင်းနဲ့နှိပ်စက်တာတွေကိုပေါ်ပေါ်တင်တင်ပြုလုပ်လာတယ်။ဒါအပြင်လူငယ်တချို့ကလည်းမတင်ကားလို့ဆိုတဲ့အကြောင်းပြချက်နဲ့ဖမ်းဆီးငွေညတောင်းငွေချင်းမပေးဆောင်မှကစစ်မှုတဲ့တင်တဲ့ပို့ဆောင်တာအပြင်ဒေသခံတွေကိုနီးမျိုးမျိုးတုံးပြကနိုင်ကျင်လာလို့ဆိုကြတယ်။မွန်ဒေသခံတပ်ကစစ်ကော်မရှင်ပြူစာတီဖွဲ့ဝင်တွေဟာအရင်ကရက်ကွက်တွေတွင်လူရမွေနဲ့သူတွေဖြစ်ပြီးလက်ရှိယူနီဖောင်းဝတ်ပြီးမှသူတို့ကိုကြည့်မြင်တော့ပြည်ထနာရှာလာတယ်လို့ပြောတယ်။အခုမျိုးထဲမှာကျွန်တော်ရက်ကွက်တွေမှာပဲမွင့်လင်းလင်းပြောရရင်နှိမ်ပြောတာတော့မဟုတ်ဘူး။ရင်တော့ကလူရမွေဘလို့မှအကင်းမပေါက်ကြဘူးလူကြမတိုးဘူး။လူတွေအခုဒီယူနီဖောင်းဝတ်ပြီးတော့ဘလောက်ထိရုပ်ပြက်လဲဆိုရင်ပုံမိုးချင်းမြောက်လိုင်းတောင်မှသူဖြတ်လိုက်ရင်သူ့ကိုကြည့်ရင်တော့မှအပြစ်မဖြစ်ဘူးဒီကောင်နေဖြစ်လာလို့ကြည့်မိရင်ဘာကြည့်လဲကွာအရန်ကိုဂိုင်းစတာဆန်ဆန်မာဖီးယားဆန်ဆန်လေးလို့ဆိုတယ်။ဒါအပြင်ပြစောတိဟာအမြဲလို့ရဲသေးစာတောက်စားကမူယူနေတတ်ပြီးလူငယ်မျိုးသားရဲ့ပြည်မျိုးသမီးတွေကနှမသားချင်းမဆာနာပြောဆိုတာတွေဆဲဆိုချင်းချောက်တိုင်းပြင်ရန်ကားကျင်တယ်လို့ရန်ကားနေကြတဲ့သူတွေလို့ဆက်ပြောတယ်။မွန်ဒေသခံတော်တအုပ်ကလည်းပြစောတိဖွဲ့ဝင်တွေအုပ်စုလိုက်ပြဿနာရှာမိုက်တာဖြစ်ပြီးပြီးခဲ့တဲ့ရက်ပိုင်းတွင်ကလည်းလူငယ်တအုပ်ကိုအာဏာပါဝါပြဖမ်းဆီးရိုက်နှက်တာကြောင့်စစ်ရုံတင်ထားတဲ့ဖြစ်စဉ်တွေရှိပါတယ်။ဒေတာတွင်းမှာစစ်ကော်မရှင်အာဏာသိမ်းပြီးနောက်လုံခြုံရေးအကြောင်းပြချက်နဲ့ပြည်သူ့စစ်ဒေတာခေါ်ပြူစောတိကိုအရင်ကထက်အင်အားများပြစုဆောင်ကအုံပြုနေရပဲဖြစ်ပါတယ်။လက်ရှိပြူစောတိဟာစစ်ကော်မရှင်လက်အောက်ခံရဲတပ်ဖွဲ့နဲ့ပူးပေါင်းကအင်အားပြလှည့်လေတာပိတ်ဆို့ရှာဖွေစစ်ဆေးတာအဲစင်းစစ်တာအပြင်တရားဝင်လောင်ကစားဝိုင်းတွေမှာလုံခြုံရေးယူတာအစလှုံ့ဆော်နေတယ်။
မော်ပြည်နယ်မှာစစ်ကော်မရှင်ကလုံခြုံရေးကြောင်းပြချက်နဲ့ပြူစောတိဖွဲ့တွေအများအပြားဖွဲ့စည်းထားပေမဲ့မကြာခဏခိုးဆိုးလူရဲမှုတွေပြစ်ခတ်တပ်ဖြတ်မှုတွေပြင်လက်နက်ကင်ဓမြတိုက်မှုတွေဖြစ်ပေါ်နေပါတယ်။ဆက်လက်ပြီးစစ်တပ်ရဲ့ကိုချိုးကိုဝေကိုနိုင်ရွေးကောက်ပွဲကြောင့်လူထုအကြက်ရိုက်စစ်ကောင်ရှင်ဦးဆောင်ကျင်းပမဲ့အထွေထွေရွေးကောက်ပွဲမှာဖိအားပေးချင်းချမှုတွေမရှိတော့ဘဲမဲဆန္ဒရှင်တွေဆန္ဒအတိုင်းခွင့်ပြုမယ်ဆိုရင်မဲပေးတွေရာခိုင်နှုန်းနည်းမယ်လို့ data from မြန်မာကသုံးသပ်တယ်ဒီဇင်ဘာလရက်နေ့က2025ရွေးကောက်ပွဲအကျိုးကာလအခြေအနေသုံးသပ်ချက်အစီရင်ခံစာကိုထုတ်ပြန်ခဲ့ပြည်သူ့ရွေးကောက်ပွဲပေါ်စိတ်ဝင်စားမှုနေရတဲ့အကြောင်းအရာတွေကိုထည့်သွင်းဖော်ပြတယ်ဒီနှစ်ကောင်ပိုင်းနဲ့နောက်နှစ်ဆန်ပိုင်းတွင်အပိုင်း၃ပိုင်းနဲ့ကျင်းပမဲ့ထွေထွေရွေးကောက်ပွဲမှာလူလူစိတ်ဝင်စားမှုနေတာနဲ့မဲပေးမဲ့သူနဲ့မှကိုနိုင်ငံရေးပါတီတွေနဲ့စိန်ခေါ်မှုဖြစ်ကြုံတွေ့နေရပါတယ်။စစ်ကောင်ရှင်ကလည်းနိုင်ငံသားတိုင်းမဲပေးဖို့တာဝန်ရှိရာနိုင်ငံသားတိုင်းခွင့်ရမဆုံးရှုံးမှုဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်သွားဖို့စတာတွေကိုနိုင်ငံပိုင်ရုပ်သံနဲ့ရေဒီယိုအပါအဝင်လူမှုကွန်ရက်မှာနှိုးဆော်တယ်။နိုင်ငံရေးပါတီတွေကလည်းမဲမပေးရင်ကိုမလို့ခြင်းတဲ့ပါတီနိုင်သွားမယ်ရွေးကောက်ခံကိုယ်စားလှယ်ဖြစ်မှပြည်သူတွေရဲ့အတန်ကိုထုတ်ဖော်တင်ပြနိုင်မယ်လို့ထောက်ပြကြောင်း data from မြန်မာအစီရင်ခံစာရဖော်ပြတယ်။မြန်မာနိုင်ငံရွေးကောက်ပွဲဥပဒေမှာမဲပေးသူရာခိုင်နှုန်းအနည်းဆုံးဘယ်လောက်ရှိမှရွေးကောက်ပွဲထမြောက်တယ်ဆိုတာမပါရှိဘူးဒါပေမဲ့မဲပေးသူရာခိုင်နှုန်းများလာဖို့လူထုကိုဆဲဆောင်စည်းရုံးတဲ့နီးတဲ့ဖိအားပေးတဲ့နီးတွေကိုပဲမြေပြင်ကအုပ်ချုပ်ရေးဖွဲ့စည်းချုပ်ကအသုံးပြုလာတယ်။မိုဒေတာကန်တောကချိန်ချောက်မှုတွေရှိလိုက်ကျောင်းစိန်လွန်မှုကလူတိုင်းပေါ်တက်ရောက်နိုင်တဲ့အတွက်ပါတီတစ်ခုခုကတော့မဲထည့်ရမယ့်အတွေးရှိလာမယ်လို့ပြောပါတယ်။စစ်ကောင်ဆောင်ကတော့ရေကောက်ပွဲကျင်းပချိန်မှာဆန္ဒမဲပေးပိုင်ခွင့်ရှိသူတွေအားလုံးဆန္ဒမဲပေးကြစေလိုကြောင်းနဲ့နိုင်ငံတော်အနေနဲ့ဆန္ဒမဲပေးခွင့်ရရှိရေးဆောင်ရွက်ပေးထားပြီးမဲပေးခြင်းမပေးခြင်းမဲဆန္ဒရှင်ရဲ့ဆန္ဒပဲလို့ထုတ်ပြောထားပါတယ်။ဒါပေမဲ့မြေပြင်မှာတော့မဲစင်းကတ်ထားမှုပေါ်ပြည်သူတွေကြည့်ရှုစစ်ဆေးမှုမရှိသလောက်နေပါနေအောင်စစ်ကော်မရှင်အုပ်ချုပ်ရေးဖွဲ့တွေကမဲစင်းမကြည့်ရင်ရေးယူမယ်ဆိုချိန်ချောက်မှုတွေလည်းရှိနေပြန်ပါတယ်။ပြီးခဲ့9နှစ်တွင်ရခဲ့တဲ့စိတ်ပိုင်းဆိုင်အတိုင်းနဲ့မျှော်လင့်ချက်မဲမှုတွေဟာလည်းရွေးကောက်ပွဲကိုစိတ်ဝင်စားနိုင်တဲ့အချက်တစ်ချက်ဖြစ်နေလို့ဆိုတယ်။စစ်တပ်အနေနဲ့သူတို့လိုချင်တဲ့ရလက်မြိုင်အာဏာသိမ်းနေဆိုတဲ့အစိုးတန်နေရာတွေမှာလဲနေကြောင်းပြည်သူတွေကရှုမြင်ကြဖြစ်တယ်။တစ်ဖက်မှာဒေါ်လာရင်းတွေကလည်းတွေ့အောင်ရွေးကောက်ပွဲဖြစ်သတ်မှတ်ထားပြီးဆီယနာရှင်သက်ဆိုးရှင်မဲ့ရွေးကောက်ပွဲဖြစ်လို့ပူပေါင်းပါဝင်သူတွေကိုအေးအေးယူမယ်လို့ထုတ်ဖော်ပြောဆိုထားကြတာပါ။နောက်ထပ်မွန်ဒေတာကန်တန်ကလည်းဘယ်နှစ်ဖက်ကြားမှာစိုးရိမ်မှုတွေဖြစ်နေတဲ့အတွက်မဲပေးဖို့မပေးဖို့လုံဆွဲနေတဲ့အချိန်တွေမှာပြည်သူတွေပပနဲ့ဖြစ်ဖို့လိုရလို့ပြောပါတယ်။အဲဒီရွေးကောက်ပွဲမှာစုံတရမဲ့စိန်ခေါ်မှုတစ်ခုကတော့လုံခြုံရေးဆောင်ရလို့မကျင်းပနိုင်တဲ့ကျင်းပလို့ရနေရတွေမှာမဲလာပေးသူနေတာပဲဖြစ်ပါတယ်။ဒါက2020ရွေးကောက်ပွဲရလဒ်ကိုဖျက်သိမ်းပြီးအာဏာသိမ်းလိုက်လို့ဖြစ်ပေါ်လာတဲ့အကျိုးဆက်တွေပဲလို့ data from မြန်မာကထောက်ပြပါတယ်။လူခွင့်ရေးပြောင်းဆုံးတဲ့နိုင်ငံတနိုင်ငံနိုင်ငံသားတွေရဲ့တိတ်ဆိတ်ခြင်းနဲ့ကြွကြော်တဲ့တွေကိုကမ္ဘာတဝန်းကြောင်စစ်ကောင်စီရွေးကောက်ပွဲအထမြောက်သွားခဲ့တဲ့အတိုင်းဓာတ်ထောက်ပြီးမင်းမြောက်ခိုင်းခဲ့တာဖြစ်ကြောင်းသိရှိဖို့လိုပါတယ်။ဆလဘီချောင်းမြို့နယ်ကြီးကောင်းကြီးကိုစစ်တပ်ကမီးရှို့ပြီးပြည်သူပိုင်ဖိုးတံပစ္စည်းကိုလူရက်ခိုးယူတော့စကိုင်းတိုင်းချောင်းမြို့နယ်ကြီးကောင်းကြီးကိုစစ်တပ်ကမီးရှို့ပြီးပြည်သူပိုင်ဖိုးတံပစ္စည်းကိုလူရက်ခိုးယူတော့ကြောင်းဒေသပြည်သူတွေကပြောပါတယ်။စစ်တပ်ကကြီးကုန်းကြီးကိုမီတင်ရွှာမှာရှေ့ရွာနဲ့နောက်ရွာကြားတနေရာကြီးကုန်းရွာကော့တိဘက်ကနေတနေရာစုစုပေါင်း2နေရာမီးရှို့သွားခြင်းဖြစ်ကြောင်းတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲကျေးရွာရှိနေနေကိုမီးရှို့ဖျက်ဆီးသွားပါတယ်။စစ်တပ်စစ်ကြောင်းထုံးမှုကြောင့်ကြီးကုန်းကြီးအပေါင်းရဲ့နီးနားပတ်ဝန်းကျင်မှာပြည်တွေကထွက်ပြေးတိမ်းရှောင်နေရပြီးစစ်ရှောင်တွေရဲ့စုစုပေါင်း9ရက်ရှိလာပြီဖြစ်ကြောင်းကြီးကုန်းရွာအတွင်းမှာစစ်တပ်ကနောက်ဆန်ရတချို့ကျန်နေသေးကြောင်းပြည်သူတွေနေရမပြန်နိုင်သေးကြောင်းသိရှိရပါတယ်။နောက်ဆင်အားပေးကြတဲ့အတွက်ထူဝင်ကျေးဇူးတင်ရှိပါတယ်ရှင်။